ဝမ်းစာအတွက်ရေခဲချောင်းရောင်းရင်းနဲ့ရတဲ့ငွေတွေကိုအကုန်လူပြည့်ခဲ့တဲ့အွန်လိုင်းပေါ်မှာလူအများအထင်ကြီးခြင်းကိုခံနေရတဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့မိထီတာသားလေးအခုတင်ဆက်ပေးမှာကတော့ရေခဲချောင်းရောင်းရတဲ့ငွေတွေကိုစုပြီးတော့စုထားတဲ့ငွေတွေကိုအကုန်လုံးကိုလူပြည့်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးကြပါမယ်အခုဆိုရင် online ပေါ်မှာရေခဲချောင်းတွေကိုငလျင်ပေးတဲ့ပြည်သူတွေကိုလာရောက်ကူညီကယ်ဆယ်နေကြတဲ့သူတွေကိုလှူဒန်းနေတဲ့ဗီဒီယိုဖိုင်လေးကအရန်ကိုကျေပြန့်ပြီးတော့လူအများရဲ့နှလုံးသားတွေကိုရိုက်ခတ်စေခဲ့ပါတယ်။ဟုတ်ပါရဲ့ရှင်အခုဗီဒီယိုဖိုင်လေးကတော့စကိုင်းတိုင်းဒေသကြီးမှာနေတဲ့ကိုရှိုင်းစောကမိမိကရေခဲချောင်းရောင်းနေတယ်ဆိုပေမဲ့ရေခဲချောင်းရောင်းရတဲ့ငွေတွေကိုအကုန်ထုတ်ပြီးတော့မိမိရဲ့အရင်မှမကြမ်းအကုန်လူပြစ်ခဲ့တယ်။ရိုက်တာစိတ်တွေကအရန်ကိုမုံမြတ်လွန်းပြီးတော့လူအများရဲ့လေးစားခြင်းကိုခံနေရတဲ့သူဖြစ်ပါတယ်။ကိုရှိုင်းစောကမန္တလေးတိုင်းဒေသကြီးမှာရေခဲချောင်းရောင်းနေတာကတော့ကြာပြီဖြစ်ပေမဲ့စကိုင်းတိုင်းဒေသကြီးကိုပြောင်းရွှေ့ပြီးတော့ရေခဲချောင်းရောင်းနေတာဆိုရင်3နှစ်လောက်ရှိပြီလို့သိရပါတယ်ရှင်။ကိုရှိုင်းစောကငလျင်ပေးတဲ့ပြည်သူတွေကိုလာရောက်ကူညီကယ်ဆယ်နေကြတဲ့သူတွေကိုမိမိကရေခဲချောင်းရောင်းနေတယ်ဆိုပေမဲ့ရေခဲချောင်းဒါနအဖြစ်လုပ်ပေးခဲ့တာကိုအားလုံးလည်းသိရှိကြမှာဖြစ်ပါတယ်။ရေခဲချောင်းဆိုတာလက်ရှိမှာဆိုရင်200-300လောက်ပဲပေါက်ဈေးရှိပေမဲ့မုံမြတ်တဲ့စိတ်ထားတွေကြောင့်လူအများရဲ့ကြီးကျူးခြင်းကိုခံခဲ့ရတာပါ။ကိုရှိုင်းစောကရေခဲချောင်းလှူဒန်းတဲ့နေရာမှာလည်းယွန်းကျိုးစွာနဲ့ရေယူတည်တည်လေးနဲ့လက်အုပ်ချပြီးတော့တည်တည်ချာချာလှူဒန်းပေးနေတာကိုလည်းတွေ့ရမှာပါ။အားလုံးကရေခဲချောင်းရဲ့တန်ဖိုးကနည်းနေလို့တည်တည်ချာချာမစားမှဆိုတာကြောင့်ကိုရှိုင်းစောကတည်တည်ချာချာလေးကိုလှူဒန်းပေးနေတယ်လို့လည်းသိရပါတယ်။ကိုရှိုင်းစောကယူကျိုးနေပြီးတော့ရိုးသားတဲ့အသွင်လေးပေါက်နေလို့လူအများရဲ့စိတ်ဝင်စားခြင်းနဲ့လေးစားစရာကောင်းတဲ့စိတ်သက်လေးဆိုပြီးတော့လူအများကချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ကိုရှိုင်းစောကရယူလိုခြင်းမရှိတဲ့မျက်နှာလေးနဲ့ပေးကမ်းလူစိတ်ပဲရှိတဲ့လူသားလေးဆိုပြီးတော့လူအများစုကချီးကျူးဂုဏ်ပြုနေကြတာပါ။ကိုရှိုင်းစောရဲ့စေတနာတွေကတကယ်ပဲစိတ်ရင်းမှန်ခဲ့လို့လားမသိပါဘူးရှင်။အခုဆိုရင်ကိုရှိုင်းစောကိုပြန်လည်လှူဒန်းလာတဲ့အလူရှင်တွေကလည်းပေါ်ပေါက်လို့လာပါပြီ။ကိုရှိုင်းစောကတော့သူ့ရဲ့မုံမြတ်တဲ့စိတ်ထားတွေကြောင့်လာရောက်လှူဒန်းပေးတဲ့ငွေတွေကိုလည်းမိမိကိုယ်ကျိုးအတွက်မသုံးဘဲနဲ့ငလျင်ပေးတဲ့ပြည်သူတွေကိုပြန်လည်လှူဒန်းသွားတယ်လို့လည်းသိရပါတယ်။ရုံးဝတီစိန်ဆန်ကဂုံပြူစုငွေသွားရောက်ပေးရခဲ့တဲ့နေရာမှာလည်းငရင်ပေးတဲ့ပြည်သူတွေအတွက်ပြန်လည်လှူဒန်းလိုက်တယ်လို့လည်းသိရပါတယ်။ရေခဲတို့အလူရှင်မြင်ပါစေအဲ့လူဘယ်မျိုးကလဲတော့မသိဘူးရေခဲတို့တွေကိုလာသမျှကားတွေကိုလှူပေးနေတယ်လို့တွေ့တယ်စိတ်ပူမိတာတခုတော့ရှိပါတယ်နောက်နေ့ဈေးပြန်ရောက်ဖို့အရင်တောင်ရှိပါမလားပေါ့ထားပါတော့အဲ့လူကိုသိရင်ပြောပေးပါတွန်းလဲနဲ့ရေခဲတို့ကိုသူများစီကဖောက်တယ်ယူရောင်းနေရရင်သူ့အိမ်မှာလျှက်စင်ပြီးသုံးလို့ရရင်ကိုပိုင်ရေခဲတို့ရေခဲဆက်စားတန်အသေးတစ်လုံးလှူခြင်းပါတယ်ကိုနိုင်39 9633နဲ့6488 9ရက်ကွယ်မြောက်ဥက္ကလာပအိမ်အမှတ်439နွယ်နီ17လမ်းရန်ကုန်မြို့ဆိုပြီးတော့လေအလူရှင်တအုပ်ကရေခဲချောင်းတယ်လေးကိုရှိုင်းစောကိုလှူဒန်းပေးခြင်းတဲ့ပို့ကိုလည်း online ပေါ်မှာတွေ့ခဲ့ရပါတယ်ဒီအကြောင်းအရာလေးကိုလည်းမုံမြတ်တဲ့စိတ်ထားအလှပန်ရှင်ကိုရှိုင်းစောသိပါစေလို့လေးနက်စွာဆုတောင်းပေးလိုက်ပါတယ်ကိုရှိုင်းစောရဲ့ဇာတိကတော့မိထီလာဖြစ်ပါတယ်ကိုရှိုင်းစောကမန္တလေးတိုင်းဒေသကြီးမှာရေခဲချောင်းရောင်းချနေတာကကြာပြီဖြစ်ပေမဲ့စကိုင်းတိုင်းဒေသကြီးမှာရေခဲချောင်းရောင်းချနေတာကတော့3နှစ်ရှိပြီလို့သိရပါတယ်သူရောင်းချနေတဲ့အချိန်မှာငလျင်ဘေးဒဏ်တဲ့ပြည်သူတွေကိုတွေ့ကြရလို့သူ့အနေနဲ့အများကြီးမလူနိုင်လို့သူစုထားတဲ့မိမိရဲ့ရွာကိုပြန်ဖို့စုထားတဲ့15သိန်းကိုရေခဲချောင်းတွေအကုန်ဝယ်ပြီးတော့ငလျင်ဘေးတဲ့ပြည်သူတွေကိုငလျင်ဘေးတဲ့ပြည်သူတွေကိုလာရောက်ကယ်ဆယ်လှူဒန်းတဲ့သူတွေကိုရောလှူဒန်းပေးဖို့အတွက်ဆိုပြီးတော့မုံမြတ်တဲ့စိတ်ထားတွေနဲ့သူ့ရဲ့အရင်မှမကြမ်းလှူဒန်းပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်သူ့ရဲ့မုံမြတ်တဲ့စိတ်ထားတွေကိုလူအများကလည်းအသိမှတ်ပြုပြီးတော့ချီးကျူးခဲ့ကြတာပါနေရာတကာမှာဆိုရင်အလူတန်းတွေလုပ်တဲ့နေရာမှာကင်မရာတကားကားနဲ့ရိုက်လေးရှိကြပါတယ်။ကိုရှိုင်းစောကတော့သူလူရန်ခဲ့တဲ့ပုံရက်တွေကိုမှတ်တမ်းမတင်ပေမဲ့ရေခဲချောင်းလူရန်တဲ့နေရာမှာစားသုံးခဲ့တဲ့အလူရှင်တအုပ်ကသူ့ရဲ့မုံမြတ်တဲ့စိတ်ထားတွေနဲ့သူ့ရဲ့လုပ်ရက်တွေကိုသဘောကျလို့ကင်မရာရိုက်ခဲ့ရကနေအွန်လိုင်းပေါ်ကိုတင်ခဲ့ရကနေပြီးတော့လူအများရဲ့ချီးကျူးခြင်းတွေကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ကိုရှိုင်းစောကရေခဲချောင်းကိုတနေ့ကို3000နီးပါးမကလူရန်ပေးခဲ့ပြီးတော့လူရင်လူတို့သူ့ရဲ့အိမ်ကိုပြန်ပြီးတော့ရေခဲချောင်းတွေယူပြီးတော့လူရန်ပေးနေတာလည်းဖြစ်ပါတယ်။ရေခဲချောင်းလူရန်ခဲ့တဲ့အကြောင်းရင်းကတော့အခုဆိုရင်မြန်မာနိုင်ငံကမီးကမမှန်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လာရောက်လူရန်တဲ့ရေတန့်တွေကအေးအေးလေးမရှိတော့ပါဘူး။ဒါကြောင့်မို့လို့ရေခဲချောင်းကအေးမြတယ်၊ခေါင်းမူးပြေတယ်၊စိတ်လန်းဆန်းသွားတယ်။ဒါကြောင့်မို့လို့လာရောက်လူရန်တဲ့ကယ်ဆယ်တဲ့သူတွေကလည်းခိတ္တခဏအပန်းပြေစိတ်ပြေပြောက်သွားစီရန်နဲ့ငလျင်ပေးတဲ့ပြည်သူတွေအတွက်ပူလောင်နေတဲ့အရာလေးကခဏတာပဲဖြစ်ဖြစ်အေးချမ်းသွားစေဖို့အတွက်ရည်ရွယ်ပြီးတော့သူတက်နိုင်တဲ့လောအားလေးနဲ့သူတက်နိုင်တဲ့ငွေရင်းလေးကိုစိုက်ထုတ်ပြီးတော့ကိုကျိုးစွန့်ပြီးတော့လူရန်ပေးခဲ့တာလည်းဖြစ်ပါရဲ့ရှင်
ကိုရှိုင်းဆိုတာဆိုရင်ရယူလို့စိတ်မရှိဘဲနဲ့လူရန်ပေးနေတာနဲ့တင်ကျင်းနေနေပြီလို့လည်းသိရပါတယ်။သူရဲ့ကံကြောင့်လားညံကြောင့်လားသူ့ရဲ့စိတ်ရင်းစေတနာမှန်ကန်လို့လားတော့မသိပါဘူးရှင်။အခုဆိုရင်မြန်မာနိုင်ငံရဲ့အရန်ကိုလေးစားစရာကောင်းတဲ့ပရိဟိတသမားလေးအဖြစ်တော်တော်များများကလက်ခံပြီးတော့ချီးကျူးဂုဏ်ပြုနေကြတာဖြစ်ပါတယ်။အလူရှင်တော်တော်များများကလည်းသူ့ကိုစာနာစိတ်တွေနဲ့အတူပေးကမ်းလှူဒန်းဖို့အတွက်ဂုဏ်ပြုဖို့အတွက်လည်းပြင်ဆင်နေပြီလို့လည်းသိရပါတယ်ရှင်။လက်ရှိမှာဆိုရင်တော့ကိုရှိုင်းစော်ရဲ့နေရလိပ်စာကအတိအကျမသိပေမဲ့စကိုင်းတိုင်းဒေသကြီးမှာနေရတယ်လို့သိရပါတယ်။လက်ရှိမှာဆိုရင်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဟာငလျင်သင့်ရက်ကွက်တွေမြို့ရွာတွေရှိလို့နေပါတယ်။ကိုရှိုင်းစော်တယောက်ကတော့စကိုင်းတိုင်းဒေသကြီးမှာနေပေမဲ့တယောက်တည်းသမားဖြစ်တဲ့အတွက်မိမိအပူထက်အများရဲ့အပူကပိုပြီးများနေလို့ကိုကျွန်းဆုံပြီးတော့လှူဒန်းပေးခဲ့တယ်လို့လည်းကိုရှိုင်းစော်ကပြောခဲ့တာပါပြည်သက်များရှင်ကိုရှိုင်းစော်ရဲ့မွန်မြတ်တဲ့စိတ်ထားတွေကြောင့်တော်တော်များများကကိုရှိုင်းစော်ကိုလေးစားပြီးတော့ကိုရှိုင်းစော်ရဲ့ပုံကိုယ်တော်မှပဲ profile တင်ထားတာကိုလည်းသိရပါတယ်မြန်မာနိုင်ငံမှာလူငယ်တယောက်ဖြစ်တဲ့ကိုရှိုင်းစော်ရဲ့စိတ်ဓာတ်တွေကအရန်ကိုလေးစားစရာကောင်းလာပါတယ်ကျမတို့ရဲ့ Selly Media Channel ကလည်းကိုရှိုင်းစော်ရဲ့မွန်မြတ်တဲ့စိတ်ထားတွေနဲ့စိတ်ရင်းစေတနာကောင်းပြီးတော့နာမည်ကြီးကျင်တဲ့စိတ်နဲ့လူခဲ့တာမဟုတ်ဘဲနဲ့ကံရဲ့ညံကြောင့်ပဲဖြစ်ဖြစ်သူ့ရဲ့စိတ်ရင်းစေတနာကြောင့်ပဲဖြစ်ဖြစ် online ပေါ်မှာပြန့်နှံ့ခဲ့လို့အခုလိုသိရတဲ့အတွက်လည်းကိုရှိုင်းစော်ကိုဂုဏ်ပြုပြီးရင်းနဲ့တင်ဆက်ပေးလိုက်တာဖြစ်ပါရဲ့ရှင်ငလျင်ဘေးသည့်ပြည်သူတွေကိုကိုရှိုင်းစော်ကတက်နိုင်တဲ့ဘက်ကနေပြီးတော့ဆက်လက်လူဒန်းသွားအောင်မယ်လို့လည်းသိရပါရဲ့ရှင်ပြည်သက်များရှင်ကိုရှိုင်းစော်နဲ့ပတ်သက်ပြီးတော့စကားလက်ဆောင်လေးပါခဲ့ပါအောင်ရှင်